လေးကိုဖုံးပေးကြည့်တာကဘာနဲ့တူတယ်လဲတီလာမမေတို့ရေခလေးငိမ်သွားအောင်ဆိုပြီးဖုံးပေးကြည့်လိုက်တာဟာခလေးရဲ့အုံနောက်ထဲကိုဒီဂျစ်တယ်မှုရဲ့စေတစ်မျိုးထိုးသွင်းလိုက်တာနဲ့အတူတူပဲဆိုတာသိပြီးကြပြီလားခလေးကဖုံးကြည့်နေတဲ့အချိန်မှာအုံနောက်ကနေဒူပါမိုင်းပျော်ရွှင်မှုဟော်မုန်းတွေအလွန်အမင်းထွက်ပါတယ်ဒါကြောင့်ဖုံးမရှိရင်မနေနိုင်တာပါဒါကိုခဏခဏလုံးမိနေရင်နံပါတ်1ခလေးကအပြင်ကစကားပြောတာကိုအာယုံမဆိုင်နိုင်တော့ပဲစကားပြောနောက်ကျလာတတ်ပါတယ်နံပါတ်2အာယုံစူးစိုက်မှုအားနည်းလာပြီးစာတဲ့တဲ့အခါစိတ်မပါတာမျိုးဖြစ်လာတတ်ပါတယ်နံပါတ်3စိတ်တိုးလွယ်ပြီးစိတ်ခံစားချက်ကိုမထိန်ချုပ်နိုင်တဲ့ခလေးဖြစ်လာစေပါတယ်ဖုံးကိုလုံးဝမကြည့်ရလို့ပိတ်ပင်တာထက်အချိန်သတ်မှတ်ပေးပါတနေ့ကိုနာရီဝက်သို့မဟုတ်တနာရီပဲပေးကြည့်ပါအဓိကကတော့မိမိတို့ကိုယ်တိုင်လည်းကလေးရှိမှဖုံးအကြည့်လျှော်ပြီးသူတို့နဲ့အတူစော့ကစားပေးဖို့လိုပါတယ်နော်မိမိတို့ရဲ့တတမီမီတွေကဖုံးကိုဘလောက်ကြာကြာကြည့်တက်လဲကွန်မန့်မှာပြောပြပေးတော့ပါအောင်နော်